ရင်သွေးလေးများအိမ်ပြန်ချိန်ရောက်လို့လားဖြူစင်တဲ့စိတ်ထားလေးတွေလက်ဆောင်ရခဲ့တယ်ဒီကိဟာတကယ်ကိုပျော်စရာနေလေးပါပဲတကယ်ကိုပျော်စရာနေလေးပါကျေးဇူးတင်ပါတယ်ဆရာတို့ရေမေတ္တာရှိထားလို့တရားဓမ္မတွေသင်ပေးခဲ့နှလုံးသားရဲ့အနက်ရှိုင်းဆုံးမသိတွေကိဝတ်ပြီးဒါရာဒါဒါရာဒါပြုံးပျော်ရွှင်တဲ့မျက်နှာလေးတွေနဲ့နှုတ်ဆက်ခဲ့ပါတယ်နောက်မှတစ်ခါပြန်တွေ့ကြမယ်နော်နှုတ်ဆက်ခဲ့ပါတယ်နောက်မှတွေ့မယ်နေတယ်ခြေလမ်းတိုင်းမှာငိမ့်ချမ်းခြင်းတွေဝေစားလို့မေ့မသွားဘူးနော်ပေးခဲ့တဲ့ကတိစကားတွေရှင်လည်းအမြဲတမ်းသတိရနေမှာပါဒါဒါဒါလက်ပြနှုတ်ဆက်မယ်အိမ်ပြန်ကြစို့ခွဲတို့ရဲ့မိဘတွေစီကျေးဇူးတင်ပါတယ်ရာအားလုံးတွေနောက်မှတစ်ခါပြန်တွေ့မယ်နော်ပျော်စရာနေ့လေးတစ်နေ့ကုန်ဆုံးပြီ